မင်္ဂလာပါရှင်ဗုဒ္ဓဟူးသားသမီးတွေနဲ့ယာဟုဖွားလေးတွေအတွက်2026ခုနှစ်မတ်လတလတာလုံးစာအတွက်အားလုံးစုံလင်သွားအောင်ဆရာမကအသေးစိတ်ဟောပြောပေးပါမယ်ရှင်ဒီ2026ခုနှစ်မတ်လဟာဗုဒ္ဓဟူးသားသမီးတွေအတွက်ထူးခြားတဲ့အလှည့်အပြောင်းတွေကြုံရမယ်လားမို့သေချာနားထောင်ပေးပါနော်ဒီလထဲမှာသင်တို့ရဲ့ကန်စာတာဟာရှေ့တိုးရခက်နောက်ဆုတ်ရခက်အခြေအနေမျိုးကနေရုန်းထွက်ပြီးအောင်မြင်မှုလမ်းကြောင်းပေါ်ကိုစတင်တက်လှမ်းရမယ့်ကာလပါပဲ။နှက်ခတ်အမြင်ရကြည့်မယ်ဆိုရင်သင်တို့ရဲ့ပင်ကိုယ်အရေးချင်းတွေဟာတဟုန်ထိုးတောက်ပလာမယ့်အချိန်ဖြစ်လို့ဘာပဲလုပ်လို့ကိုယုံကြည်မှုအပြည့်နဲ့လှုပ်ဆောင်ဖို့ဆရာမကတိုက်တွန်းချင်ပါတယ်ရှင်။စီးပွားရေးနဲ့ပတ်သက်ပြီးပြောရရင်တော့ဒီလဟာငွေဝင်လန်းတွေဖြောင့်ဖြူးနေပါတယ်။အထူးသဖြင့်စကားပြောဆိုပြီးအကျိုးဆောင်ရတဲ့လုပ်ငန်းတွေကုန်သွယ်မှုလုပ်ငန်းတွေမှာအကျိုးမြတ်အလွန်ကောင်းပါလိမ့်မယ်။ဒါပေမဲ့တခုသတိထားရမှာကဝင်သလောက်ပြန်ထွက်နေတာပါပဲ။ရစရာရှိတဲ့အကျွေးတွေပြန်ရတတ်သလိုမမျှော်လင့်ပဲငွေလုံးငွေရင်းဝင်လာတတ်ပါတယ်။ဒါပေမဲ့အလှူဒန်းကိစ္စတွေမိသားစုတွေကလူကြီးမိဘတွေရဲ့ကျန်းမာရေးကိစ္စတွေအတွက်အသုံးစရိတ်တွေကတော့ရှိနေဦးမှာပါ။တခုအထူးမှာချင်တာကဘသူကိုမှငွေမချေးပါနဲ့အာမခံမလိုက်ပါနဲ့ရှင်19ရက်နေ့ဝန်းကျင်မှာငွေကြေးနဲ့ပတ်သက်ပြီးအမှားယွင်းလေးတွေကြုံရတတ်လို့စရင်းတွေကိုတေချာစစ်ဆေးဖို့လိုပါလိမ့်မယ်အချစ်ရေးနဲ့အိမ်အောင်ရေးကဏ္ဍမှာတော့ဒီလဟာအနှဲငယ်နုနယ်နေတဲ့ကာလပါပဲချစ်သူရှိပြီးသူတွေအနေနဲ့ကိုယ့်ရဲ့စကားတခွန်းကြောင့်ချစ်သူနဲ့စိတ်ခန့်မတင်ဖြစ်တတ်ပါတယ်အထူးသဖြင့်ဖုန်းထဲကနေစကားများတာမျိုးတယောက်နဲ့တယောက်အထင်လွဲတာမျိုးတွေဖြစ်တတ်လို့စိတ်ကိုအေးထားပြီးဖြေရှင်းဖို့လိုပါတယ်။အပြိုလူပြိုလေးတွေအတွက်ကတော့အစိမ်းရောင်ရှိတဲ့အဝတ်စားလေးတွေဝတ်ဆင်ပြီးသွားလာမယ်ဆိုရင်စမ်းပွင့်ပြီးအမြင်ကြည်လင်စေပါလိမ့်မယ်ရှင်။အိမ်အောင်သည်တွေကတော့အိမ်တွင်းရေးမှာကြားလူတယောက်ရဲ့ဆွတ်ဖက်မှုကြောင့်စိတ်ရှုပ်ရတတ်လို့ဘသူစကားကိုမှနားမယောင်ပဲဇနီးမောင်နှံနှစ်ဦးပွင့်ပွင့်လင်းလင်းတိုင်ပင်ကြဖို့ဆရာမကအကြံပြုချင်ပါတယ်။ကျန်းမာရေးပိုင်းမှာတော့ဗုဒ္ဓဟူးသားသမီးတွေဟာဒီလထဲမှာအလုပ်တွေအရန်များနေတာကြောင့်အေးရေးပြတ်တာအာယုံကြောအားနည်းတာမျိုးတွေခံစားရတတ်ပါတယ်။အစားအသောက်ကြောင့်ဖြစ်တဲ့အစာအိမ်ယောဂါကိုလည်းဂရုစိုက်ပါရှင်။လနောက်ပိုင်းမှာခြေလက်နာကျင်တာမျိုးလေးတွေဖြစ်တတ်ပေမဲ့စိုးရိမ်စရာတော့မရှိပါဘူး။ခရီးသွားလာမယ်ဆိုရင်တော့အင်္ဂါနေ့နဲ့စနေနေ့တွေကိုတက်နိုင်သမျှရှောင်ကျဉ်ပေးရင်ပိုကောင်းပါလိမ့်မယ်။အခုဆီယာမကနေ့ရက်အလိုက်အကြံပြုချက်လေးတွေပြောပြပေးမယ်နော်။တနင်္ဂနွေနေ့တွေမှာဆိုရင်အနီရောင်ဝတ်ဆင်တာကိုတက်နိုင်သမျှရှောင်ပေးပါရှင်ဖျားမှာအုံသီးစွန်းကတ်လူပေးခြင်းဖြင့်တပတ်စာအညံ့တွေပြေပြောက်စေပါလိမ့်မယ်။တနင်္လာနေ့တွေမှာတော့ခရီးတိုလေးတွေသွားဖို့ရှိရင်အကျိုးပေးပါတယ်။အဖြူရောင်ဝတ်ဆင်တာကတင့်အတွက်ကံကောင်းခြင်းတွေကိုယူဆောင်လာပေးမှာပါ။အင်္ဂါနေ့တွေမှာတော့စိတ်တိုစရာဒေါသထွက်စရာတွေကြုံရတတ်လို့မေတ္တာတုတ်ကိုအထူးရွတ်ဖတ်ပေးပါရှင်။ဗုဒ္ဓဟူးနေ့ကတော့တင့်ရဲ့မွေးနေ့ဖြစ်လို့အလွန်အားကောင်းတဲ့နေ့ပါအရေးကြီးတဲ့ကိစ္စမှန်သမျှဒီနေ့မှာဆောင်ရွက်ရင်အောင်မြင်ပါလိမ့်မယ်။ဇာတာပတေးနေ့တွေမှာတော့ငွေဝင်ကိန်းရှိနေပါတယ်ရှင်ဆရာသမားတွေကိုကြော့တာဒါမှမဟုတ်ပညာဒါနပြုတာမျိုးလုပ်ပေးပါ။တောက်ကြနေ့ကတော့အဝတ်အထည်အသစ်တွေဝယ်ဖို့ဒါမှမဟုတ်အလှပြင်ဖို့အလွန်ကောင်းတဲ့နေ့ဖြစ်ပါတယ်။စနေနေ့မှာတော့လူကြီးသူမတွေနဲ့စကားပြောရင်သတိထားပါရှင်ပြောဆိုမှားတတ်လို့ပါ။ပညာရေးနဲ့အလုပ်အကင်အတွက်ကတော့သတင်းကောင်းတွေကြားရမယ့်လာပါဝန်ထမ်းတွေဆိုရင်အထက်လူကြီးရဲ့ယုံကြည်မှုကိုရရှိပြီးယာရုတိုးနေရကောင်းရတာမျိုးတွေကြုံရပါလိမ့်မယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်သူတွေအနေနဲ့လည်းလုပ်ငန်းသစ်တွေတိုးချဲ့ဖို့အခွင့်အလမ်းကောင်းတွေပေါ်လာပါလိမ့်မယ်။ဘာသာစကားသင်ယူနေသူတွေဒါမှမဟုတ်နိုင်ငံခြားသွားဖို့ပြင်ဆင်နေသူတွေအတွက်ဒီမက်လာဟာအလွန်ထူးခြားတဲ့အောင်မြင်မှုတွေပေးမဲ့လာဖြစ်လို့အခွင့်အရေးကိုလက်လွတ်မခံပါနဲ့နော်။ကံကောင်းစေမဲ့ရရလေးကိုလည်းဆရာမပြောပြပေးပါမယ်ရှင်မက်လှအတွင်းမှာကြုံတွေ့ရမယ့်အညံ့တွေပြေပြောက်ပြီးကံပွင့်ကျင်နေဆိုရင်ဗုဒ္ဓဟူးနေ့တိုင်းမှာဖျားရှင်ကိုရွက်လှ18ညွန့်ကတ်လူပေးပါပြီးတော့အုံတို့ခောက်ဆွဲဒါမှမဟုတ်အချိုပွဲတစ်ခုခုကိုတက်ကြီးရွယ်ဦးတဦးကိုဒါနပြုပေးပါရှင်ဒီလိုလုပ်ပေးခြင်းအဖြစ်တင့်ရဲ့အခက်ခဲမှန်သမျှအစဉ်ပြေချောမွေ့သွားမှာဖြစ်ပါတယ်ကံကောင်းစေမဲ့ကဏန်းလေးတွေကတော့၄ကဏန်း၅ကဏန်းနဲ့၉ကဏန်းတို့ဖြစ်ပါတယ်အကျိုးပေးရောင်ကတော့အစိမ်းရောင်နဲ့အဝါနုရောင်တို့ဖြစ်ပါတယ်ရှင်
ဒီလထဲမှာဘလို့အခက်ခဲပဲကြုံစိတ်ရှည်ခြင်းဆိုတဲ့လက်နက်ကိုသုံးပြီးကြော်ဖြတ်မယ်ဆိုရင်မက်လကုံမှာတင်ဟာအပြုံးပန်းတွေဆင်မြန်းနိုင်မှာအသေးချပါပဲချစ်ခင်ရတဲ့ဗုဒ္ဓဟူးသားသမီးများအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ဆရာမကဆုတောင်းပေးလိုက်ပါတယ်ရှင်ထပ်မံပြီးသိကျင်တာလေးတွေရှိရင်လာမေးလို့ရပါတယ်နော်